မေလောပါကျွန်တော် MFD အန်ပါကျွန်တော်အားပေးဆောင်နေတဲ့ဘောလုံးဝါကန်ရှင်ကြီးကိုအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည်သူပါစေလို့ဥတော်ပရမမြေတာဖို့ဆုမတောင်းပေးပါရစေကျွန်တော်ဒီနေ့ Champion League ပွဲစဉ်တွေပွဲတပွဲကောင်းလေးကိုရွေးချယ်သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော် Dortmund နဲ့ Inter Milan ပွဲကိုရွေးချယ်ပေးတော့မှာဖြစ်ပါတယ်โอเคပါဒါဆိုရင်တခြားပွဲတွေကိုကျွန်တော် theory ဘိုင်းနှစ်ပွဲတွေ့ထားပါတယ်ကြေးပြောင်း follow နှစ်ပွဲနဲ့ theory တစ်ပွဲသုံးပွဲအခုပွဲနဲ့ဆို၄ပွဲလောက်တော့ဖြစ်မယ်ဗျာနော်ဒါပေမဲ့ channel 3ပွဲပါကြိုက်ပြီးတော့ကျွန်တော်တပွဲကောင်းကိုတော့မနဲ့ Inter Milan ကိုခံမှရွေးချယ်ပေးတော့မှာဖြစ်ပါတယ်โอเคပါကျွန်တော်မနေ့ကပွဲလေးကိုပြန်ကြည့်ကြအောင်နော်မနေ့ကရွေးချယ်ခဲ့တဲ့ထဲမှာကျွန်တော် brother တို့ကိုတပွဲကောင်း Hoffenheim body အဆင်ပြေခဲ့မယ်ထင်ပါတယ်ဒီချက်သုံးသက်ချက်လေးနှစ်ရက်သုံးရက်ရှိပြီပုံစံလေးပြောင်းပေးလိုက်တာဘယ်လောက်လှလဲ brother နော်အဲ့ဒါလေမနိုင်ပြောရရင်ကျွေးများနေလို့ပါဆိုပြီးတောင်းဆိုတဲ့လူတွေအရင်များပါတယ်ဒီချာလေးတော့အားဆိုင်ပေးတာပါမှန်တော့ကျေးဇူးကျွန်တော်တင်တာပေါ့ဒါပေမဲ့ကျွန်တော်ပတ်စံတပြားတစ်ချက်မှမယူပါဘူးသူတို့ကပြောတယ်နိုင်ရင်ကျေးဇူးဆက်ပါမယ်နိုင်ရင်ကြောပါမယ်မောင်းရင်ကြောပါမယ်အများကြီးလာပြောဦးတယ်ဒီတော့ဘဒုစီရမှလည်းမရဘူးမရဘူးဆိုအဲ့လိုပြောမှာမဟုတ်နိုင်ခဲ့တဲ့အချိန်မှာတော့ကျွန်တော်ဘာသာမိုးပေးအောင်ဆိုတော့တောင်းတယ်ဘာသာတို့ဒီဂရုတယ်မလေးတောင်းမှုပါတယ်ဥပမာပြောပါလိုက်တည်ပေးတဲ့လူတွေလည်းရှိပါတယ်ဟိုပြောပြတာပါအဲ့လိုစကားလုံးတွေကိုမကြိုက်ဘူးလို့ကျွန်တော်ပြောရင်ကျွန်တော်ဘာသာတို့စီကဘာမှပြောရင်းချက်မရှိပါဘူးကြိုက်တူမှတွေးတူမှကစားပေးဖို့ပဲကျွန်တော်ပြောတာနောက်ပိုင်းမှာဆောကပြောသလိုတစ်စာတွေရမ်းများလာတော့ကိုထုတ်ခဲ့တဲ့ theory က2020လောက်ကထုတ်လာတာ formula တွေသူကအခုနောက်ပိုင်းမှာကိုယ့်ရဲ့ကျွမ်းကျင်ထားတယ်ကိုယ့်ရဲ့အသုံးဝင်တဲ့ formula တွေများစွာတွေသူတို့ထုတ်လုပ်နိုင်တယ်သူတို့နာမည်တွေတက်လာတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆရာတွေများလာတယ်ပေါ့ဗျာ brother เนาะအဲ့တော့အတွေးတူမှကစားပေးပေါ့အဲ့တော့မနေ့ကရွှေချယ် VIP နှစ်ပွဲရလည်းအဆင်ပြေတယ် VIP လည်းကျွန်တော်ပတ်စံတရားတစ်ချက်မှပေးစရာမလိုဘူးလေ brother 3000နီးပါးရှိရเนาะတော့ license go on နဲ့ Hoffenheim body ပဲမောင်းတွဲရတယ်မနေ့ကကျွန်တော်တို့ bottom body ကစားရင်တော့ study ချင်းနဲ့ကစားရင်တော့120ရှုံးဆိုကြာမှာပေါ့ W1 ပဲကျွန်တော်ပေးခဲ့တာ Hoffenheim 2H ရမယ် license go on ရမယ်3သင်းမောင်းကလည်းပေါက်တယ်2ရက်ဆက်ပေါက်တယ်စေမောင်းကစားရင်เนาะအဲ့ဒါလေအာလီဘက်ကကျွန်တော်မနေ့ကကျွန်တော်150ရှုံးနေပေးလိုက်တာအာလီဘက်ကိုတော့ W1 ကတော့အောင်တယ် 1C နဲ့ဒါ150ရှုံးဆိုပြန်90တော့ကျသွားအာလီဘက်ကဒီဘက်ကောင်ထိမိကစားနေတယ်ဆိုဆက်သွယ်လို့ရတယ်ဘောနော်အချိုက်တူမှာတွေးတူမှာပေါ့တင်ကစားတာမလို့ရမှာအဲ့ဒါတွေအားလုံးဘောနော်မောင်းတွဲတွေရောဒီဘက်ကောင်တွေရောအားလုံးကိုတနေရာနဲ့စူစီရကျင်နေဆိုရင်ကျွန်တော် MFDMDIMT ဆိုပြီးတော့ Telegram ကြွားခဲ့ပါTikTok မှာလည်း page မှာလည်း TikTok မှာလည်း bio မှာလည်းပင်ထောက်ပေးထားပါတယ်တော်မြန်ခဲ့ပါလို့ပဲပြတာရက်ခိုင်းတဲ့ကျွန်တော်ဒီဘလိုစလိုက်အောင်နော်โอเคပါဒီနေ့ Champions League ပွဲတွေအများကြီးရှိတယ်ဗျအများကြီးရှိတဲ့နေရာမှာကျွန်တော်ကြိုက်ဆုံး Dortmund နဲ့ Inter ကိုကျွန်တော်ခဏနေနောက်ဆုံးမှပြောလိုက်မယ်လောလောဆယ်ကြေးပြောင်းပါဖိုးနဲ့ Slavia brand နဲ့ရှိပဲဗျစတင်ကျဒဲနဲ့နှလုံး30လောက်ကနေပြီးတော့ Slavia ကနေပြီးတော့ -30 360အဝေးဝင်းနဲ့ပြန်ပေးလာအဲ့တော့1 2 1ချိုးလို့ရတယ်ကြေးပြောင်း follow ရ Slavia body ကြိုက်ပါတယ်ဘယ်လိုအများကြီးမပြောတော့ဘူးနော် brother တပည့်ကောင်းကြမှာတခြားလေးပြောပြမယ် okay Slavia body Slavia bread ပေါ့နော် Slavia bread body နောက်တစ်ပွဲကပါရှိအောင်မလဲနောက်တစ်ပွဲကBilbao နဲ့ Sporting မှာ Bilbao က -40 350ပေးလာပြီးတော့ညနေဈေးကွက် Sporting ကပြန်ပြောင်းနေ -20 390ဆို11 2-0လောက် Sporting မရှုံးနိုင် 2-8 ဖြစ်ဖို့များတယ်ကြေးပြောင်း follow လိုက်ပါ Sporting body ပါ Bilbao မှာတန်ရလူစင်များနေလို့လည်းဖြစ်ကောင်းဖြစ်နိုင်ရှိပါတယ် okay ပါ Sporting body ဟုတ်ပြီနော်နောက်ပွဲရှိပါရင်နောက်တစ်ပွဲသွားမယ်ဗျာ Arsenal ပွဲကိုမေးကြအောင်နော် Arsenal နဲ့နောက်တစ်ပွဲကိုကျွန်တော်ခဏလေးဘာပွဲထုတ်မလဲဆိုတော့ Arsenal နဲ့ကင်တဲ့ပွဲပဲထုတ်လိုက်မယ်ဗျာနော်သုံးလုံးတေလောက်ကနေပြီးတော့လေးလုံးတေသုံးလုံးတေလေးလုံးတေလောက်ကနေပြီးတော့ကြည့်ဇုံတက်လာလေးလုံး60စားလေးလုံး80ရှုံးဆိုဇုံကြီးတက်လာမချိုက်တဲ့ theory ဘာရှိလဲဆိုတော့ ranking တိတ်ဆုံးနံပါတ်1နဲ့အောက်ဆုံးအသင်းကန်လို့ရှိရင်ကြေးအောင်တွေမရှိဘူးဆိုတဲ့ theory ဘိုင်းပဲကျွန်တော်လိုက်ပါတယ် Arsenal ကိုဘက်ကမှာတယ်အရင်ပွဲက Arsenal ပေးတယ်ကြားတယ်မန်ယူနိုင်တာအခု Arsenal ဘက်က Arsenal အကျိုးမပေးရ3ပွဲရှိ3ခါရှိပြီ3ပွဲမဟုတ်3ခါကျွန်တော်မပေးတဲ့အချိန်အောင်တယ်ကျွန်တော်ပေးတဲ့အချိန်ကြားတယ်အဲ့တော့ဒါပဲကျွန်တော်ဒီနေ့မှကျွန်တော်ဒါ theory ဘိုင်းပဲလိုက်ပေးတယ်ဘာတစ်ချက်မှမတွေးဘူးနော်ဒါကကြိုက်ထူမှယူငါဖဒါသားတခြားချက်လက်တွေငါတွေးထားတာပဲကျွန်တော်ယူလိုက်တဲ့ဥစားဒါဆိုအေးမစိုးခါငါနဲ့ကြိုက်တွေဆိုရင်တော့ယူလိုက်ရပေါ့ရှင်းရှင်းလေးပဲနော်ကျွန်တော်လည်းပတ်စံနဲ့ရောင်းစားနေရလည်းမဟုတ်နော် okay နော် brother အဲ့တော့ ranking 1နဲ့အောက်ဆုံးအဆင့် theory ဘိုင်းထုတ်ထားပါတယ်ဒီ theory ကလေကျွန်တော် brother တယောက် share လုပ်ပေးတာဒီမှာမနစ်ကထင်တယ်ကျွန်တော်မှတ်ထားတာလေအသုံးဝင်တဲ့ဟာတွေမှတ်ထားတာကျွန်တော်ကိုယ်တိုင်လည်းလေ့လာတယ်တခြားလူပြောရင်လည်းကျွန်တော်လက်ခံပေးတယ်နော်အဲ့တော့Arsenal ဘက်ကန်နေပေါ့ Arsenal နိုင်မယ်ကိုမပြတ်တော့ဘူးကြေးမအောင်ဘူးပေါ့ပြောချင်တာနော်
ကျင်းမအောင်လို့ထင်ပါတယ်ဇုံတက်တော့ဇုံပေါ်ပေါ့ဗျာဒါရိုးရှင်းပါတယ်တို့ပေမဲ့ theory ဘိုင်းရေးလိုက်တယ် kindness body ဟုတ်နော် brother တော့မပြီးတော့ okay တော့မနဲ့အင်နာမီလန်ပွဲလို့စရအောင် brother စတင်ချေကကျွန်တော်ဒေါမွန်ကမိုင်းနဲ့20 350ပေးခဲ့တာ1-2-1မျိုးပဲ1-1လည်းပေးရမပေးလည်းရကိုပေါင်းစီကညနေစင်းတိုင်းကျတော့အင်တာမီလန်မိုင်းနဲ့3-30ကြေးပြောင်းမဲလေကြေးပြောင်းဆိုအင်တာမီလန်လား brother မေးတော့မယ်ကျွန်တော် body မရွေးဘူးဗျာကျွန်တော်ကိုပေါင်းရွေးပေးမယ်နော်အဲ့တော့3လုံး plus ဆိုတော့ကိုပေါင်းကလဲဆုံး1-1-1-2-1ကိုတွားမယ်လို့ယူဆတယ်ဒါ3 plan နဲ့တွဲလို့ကြေးပြောင်းအောင်ပါ okay အဲ့ဆိုရင်ဒါဆိုတခြားချက်လက်တွေကြောင့်ကြည့်ရအောင်အင်တာမီလန်အဆင့်14ဒေါမွန်အဆင့်16ပါကစားတော့ကတော့ဒေါမွန်တော့3-4-2-1နဲ့ခင်းလာဖို့များတယ်အင်တာမီလန်ကတော့ထုံးစံအတိုင်းပဲ3-5-2နဲ့ကစားလာဖို့များတယ်အင်တာမီလန်3-5-2မှာအဓိကကွန်းလေကစားသမားပေါ့နော် central midfielder မှာ2ယောက်ကပါဝင်လာဖို့မရှိဘူးဒီအဓိကကွန်းလေကစားသမားပဲပြောပါတော့3ယောက်ရှိတယ်လောလောဆယ်ဒိုင်ယန်ရလူစီမှာပေါ့နော်2ယောက်ကပါဝင်လာမှုရှိဘူးခေဟာနိုဂလူနဲ့နီကိုလိုဘာလေဟာအဲ့2ယောက်ကတော့ကွန်းလေနေရာမှာပါဝင်ဖို့မသိကြဘူးပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒေါမွန်ကိုကြည့်ကြအောင်ဒေါမွန်ကဒန်ရကစားသမား9ဦးလောက်ရှိနေဗျအဓိကကစားသမား3ဦးဒန်ရရနေတယ်နီကိုလက်ဆူလာဒီစန်နာဘက်ကပေါ့နော်စန်နာဘက်နီကိုလက်ဆူလာနေရာမှာဝေရမအန်တွန်ပါဝင်ကစားလာဖို့ရှိတယ်ကျွန်တော်လက်ဝင်းဘက်မှာဆိုရင်ဒန်နီယယ်စပင်ဆန်ပွဲပယ်ခံထားရတယ်ဒီဖန်စစ်ဖီနဲ့ဆန်ဒရမီဖီယာကစားတယ်ဒီမာဆယ်ဆာပစ်ဆာနေရာမှာတော့ဂျိုးဘယ်လင်ဂန်ပါဝင်လာဖို့ရှိတယ်အဲ့တော့အဓိကကစားသမားအဲ့တော့3ဦးလောက်ပဲဒိုင်ရရနေတယ်ပေါ့နော်တခြားထူထူတော့မရှိဘူးဒါလူစုံတယ်လို့လည်းပြောလို့ရပါတယ်โอเคပါနောက်တစ်ချက်ဘာပဲမေးပြောရင်းဆိုရင်တော့အကိုတဲ့မောင်ထပ်ပေါ်ရင်ပေးပါမယ်ကျွန်တော်မပြောပါနဲ့ဟို brother ကိုပြောတာမဟုတ်တော့လာတိုက်ဆိုင်သွားတော့ပြောမယ်ကျွန်တော်တောင်းပန်တယ်မပြောပါနဲ့အဲ့လိုတွေပေါက်တာပေါက်ချင်မလဲပေါက်ပါလေပေါက်တော့လာပေးတဲ့လူတွေတယောက်မှလည်းမရှိဘူးမနေ့ကတယောက်ပဲ KB ကောင်းအောင်အပိတ်ခံထားပါဆိုမှ1000ဝယ်လာမဟုတ်ဘူးပေးရအဲ့ brother ကျေးဇူးတင်ပါတယ်ပြောချင်တာစိတ်ထဲမထားနဲ့ပြောချင်တာစိတ်ထဲမထားနဲ့ကိုယ့်ကိုအဆင်ပြေအောင်လုပ်ပါနော်message လာနေလို့ brother ကျွန်တော်ကိုစကားပြောရတယ်တွားပြီးတိုက်ဆိုင်နေနော်အဲ့သူပြောရဖြစ်အောင်မယ်ဘူးမှမပြောတော့ brother နော် okay အဲ့တော့ကျွန်တော် final decision ချလိုက်မယ်ခြေပေါင်း follow လားဆိုအင်တာမီလန်လိုက်ချင်လိုက်ဒါပေမဲ့ကျွန်တော်နောက်ဆုံး3ပွဲဆက်အဝေးကွင်းမှာအင်တာမီလန် BDS no ဖြစ်ထားတယ် under 2.5 ဖြစ်ထားလို့ဒီဘက်ကို3လုံးလောက်ထိရောက်မယ်ထင်တယ်ခြေပေါင်းအရာလေကိုပေါင်းစီပြင်းတယ် body level နဲ့ဆို1-1လောက်ကစနိုင်တယ်1-1နဲ့ရက်မနေဖို့ပဲ3လုံးထိရောက်မယ်လို့ယုံကြည်တယ်ပေါ့အင်တာမီလန် 1.3 ratio ရ BDS yes ပေးပြီးတော့အဲ့ဒါ 2.5 3ဝက်ဆက်မလို့ဟိုပြေးပြီးလို့ရတယ်လို့ဒေါမွန်နောက်ဆုံးတစ်ပွဲရလေ BDS no ဖြစ်ထားလို့ကျွန်တော် BDS yes put into score နှစ်တင်လုံးသွားနိုင်တယ်လို့ယူဆတဲ့အတွက်အကျိတ်အနေနဲ့အထက်အောက် ranking မများတဲ့အနေထားမျိုးမှာချင်းပြိုင်မှုတိတ်ကောင်းမဲ့ပွဲတစ်ပွဲလို့ပဲခံမှန်းပေးလိုက်ပါတယ်ကျွန်တော်ရွေးချယ်မှုကဒေါမွန်နဲ့အင်တာမီလန်တစ်ပွဲကောင်းကို9ပေါင်းအပေါ် over 2.5 ရွေးချယ်ပေးလိုက်ပါတယ် brother တို့ကြိုက်လို့မှတွေ့လို့မှကစားပါ brother ရဲ့အတွေ့အမြင် comment တွေပေးခဲ့လို့ရပါတယ်အသေးလေးတွေပေးခဲ့လို့ရပါတယ် Liga Sport လေးတွေနဲ့တခြားမောင်းတွဲလေးတွေကိုရွေးချယ်ပေးမှဖြစ်တဲ့အတွက် Telegram မှာ @mtmi TNTIB တစ်ဆိုပြီးတော့ရှာခဲ့ပါ brother ကျွန်တော်စောင့်နေပါမယ် follower 1000ခွဲရှိပါတယ်အားပေးရအောင်ချင်းတဲ့ကျေးဇူးရန်နေအောင်ပြောရင်းနဲ့ဒီ video ကိုဒီမှာနားပါရစေကျွန်တော် MFT အန်နာပါ